Grade Deficit Chapter 10 exam 10.2 ကဲဒီကိုရင်ပါတော့ပြန်လိုက်အောင် Find ရှာပါတဲ့ကိုင်းတဲ့ဒီကြောင့် Freud တို့ဖြတ်စည်းသွားတဲ့ resistor တစ်ခုစီကိုဖြတ်စည်းသွားတဲ့ဒီကြောင့်ကိုရှာပါအဲ့ပြီးတော့ the positive difference potential ခြားနာခြင်းကိုရှာပါ across ဖြတ်တန်းသွားတဲ့ the 1 resistor ကိုဖြတ်တန်းသွားတဲ့ potential ခြားနာခြင်းကိုရှာပါ in the circuit diagram လျှက်စီးပတ်လည်ပုံထဲမှာ given ပြီးတော့ circuit diagram လို့ခေါ်ပါတယ်လျှက်စီးပတ်လည်ပုံလို့ခေါ်ပါတယ် given ပြီးတော့ဘာမှပေးထားပါတယ်အောက်မှာပါထားပါတယ်ပေးထားပါတယ် R1 R2 R3 E ရဲ့ဘာရဲ့က R ရဲ့ကသူပါထားပေးတာပါပေးထားပြီးသားပါဆရာကအောက်ကနေ question တက်ထားတာပါ find ရှာပါ the ကိုင်းပါဒီကြောင်းလျှက်စီးကြောင်း Freud သူစီစဉ်သွားတယ်သူတို့ဖြတ်ပြီးတော့ E resistor တစ်ခုစီကိုဖြတ်စည်းသွားပါဒီကြောင်းလျှက်စီးကြောင်း R1 ဖြတ်စည်းတာက I1 I1 question mark ပေါ့ R2 ဖြတ်စည်းတာက I2 question mark ပေါ့ဘာတိကိုဖြတ်စည်းတာက R တိကိုဖြတ်စည်းတာကသူကပေးမထားဘူးအဲ့တော့အဲ့ဒါကြတော့ငါတို့ကဒီကစစည်းသွားပြီကွာဒီထွက်လာပြီအာရ3ရပြောတော့ဘာအပြရလဲ3ရပြခွဲသွားပြီဘယ်တော့မှတော့မသိဘူးခွဲဘယ်တော့မှမသိဘူးအဆုသွားပြီဘယ်တော့အပြရပဲ3 ampere ပဲဒါကြောင့်ဘာတိကိုစီးတာက R3 ကိုစီးမှာဘာတိကြောင့်ကလျှက်စီးကြောင့်ကဘာတန်ဖိုးနဲ့တူပဲ I တန်ဖိုးနဲ့ဘာပဲလဲတူပဲနာမည်တက်ချင်တော့နေတက်ချင်တော့တက်ထားလိုက်ပေါ့ဘာတိပေါ့ I3 ဘာတိလဲ I3 ပြီးသွားပြီအဲ့တော့ဘာတိ question mark R ကိုစီးတာကဘာတိလဲ I3 ဘာတိ question mark I3 question mark ဘာမေးတယ်လဲposition ဘာဖြစ်လဲ different ဘာမေးလဲ V ကိုမေးလဲ across ဖြတ်သွားတယ် the 1 ohm resistor ဆိုတော့ဘာတိလဲ R3 ဘာတိကိုဖြတ်သွားတယ် R3 ကိုဘာသွားတယ်ဖြတ်တန်းသွားတယ် position different position ချင်းတဲ့ဆိုသင်္ကေတဘာလဲ V ဘာတိဆိုတော့ R3 ဆိုတော့ဘာတိ question mark ပေါ့ V3 question mark ပေါ့တခုတော့ရှိတယ်ပုံမှာရစပြီးတော့ရပါတယ် I ဒါတော့ချိန်နေတဲ့ I ပဲဒီကိုသွားတာက तू က I1 လို့ပေးထားရင်ကို I1 ပဲ3လိုက်အောက်ကိုပေးတာက I2 ဆိုရင် I2 လို့ပါလဲ3လိုက် तू ကပေးမထားဘူးဆိုရင်တော့တာပြီးတော့ဒီအောက်ကိုဘာ1ထားရင် I1 ထားရင်အပေါ်ပါလဲ I2 R2 မလို့ I2 လို့ပြောစီတိမသိသေးခြင်းဘူးเนาะအဲ့လိုမျိုးဟာ I2 R2 I2 အဲ့လိုတော့မဟုတ်ဘူးကိုယ့်ဘာကိုတတ်မှတ်တယ်ဆိုလို့ရှိရင်အပေါ် I1 ထားရင်တော့အောက်က I2 ပဲအောက်က I1 ဗာမိရင်တော့ထားမိရင်တော့အပေါ်ဘာ2ပဲလဲI2 ပဲ तू ကဘာထားရင်တော့ပေးထားရင်တော့ဗာတဲ့အတိုင်းပြောလိုက်ပေါ့ပေးထားတဲ့အတိုင်းပြောလိုက်တော့ဆရာကဒါက I1 ဒါပါလေ I1 question mark I2 question mark တော့ I3 ပေးမထားဘူးဆရာတော့ I3 တက်လိုက်တယ် I3 question mark ဘာအောင်လဲ1 ohm ကဘာ3မို့လို့ R3 မို့လို့ V ကြတော့ R3 ဆိုဘာဒီပဲတက်ရလဲ V3 ပဲတက်ရတယ်ဘာဒီ question mark V3 question mark ကောင်းမှချက်မှတ်ထားပါဒီလိုမျိုး circuit ပုံတွေပါလာပြီဆိုရင်ဒီလိုလေးရောက်ကြတာပါဒီတိုင်းပဲအလုပ်လုပ်လိုက်တော့တော်တော်လေး easy external resistance ဝင်ရှာ external resistance ဝင်ရှာပြီးရင် circuit equation ကိုကြံတာဆက်တွက်ဖြစ်ထွက်မယ်ပြိုင်ဆက်ပါရင် PP ရှာလိုအပ်လေတော့လိုက်ပါပထမစရှာမှာ external resistance ပြင်ပခုခံမှုရှာပြီးရင် equation တော့မယ် circuit equation တော့ပြီးလို့ရှိရင်ကြံဆွဲမတွက်ခင်မှာတော့ပြိုင်ဆက်ပါရင်တော့ဘာပြောရင်ရှာတာ VP ကိုရှာတာဘာပြရပြီဆိုတော့ VP ရပြီဆိုတော့သူမေးတော့ကွာဆိုဘာလိုက်တွက်လိုက်အားလုံးပါရသွားလိမ့်မယ်ဖြေပါသွားလိမ့်မယ်ရသွားလိမ့်မယ်ကဲစဘာဝင်ရှာ external resistance ကိုအရင်ရှာတော့resistance ဆိုတာကဗီဒီယိုနဲ့မဆိုင်ဘူးresistor နဲ့ဗာလဲဆိုင်နဲ့ R1 R2 ဗာတိရဲ့ R3 ရဲ့ဘယ်နှယောက်လဲ3ယောက်အဲ့တော့ရှုပ်တဲ့အတွဲကိုအရင်ရှင်းမယ်ရှုပ်တဲ့အတွဲကိုအရင်ရှင်းမယ် R3 ရဲ့တိတက်နေတော့မရှုပ်ဘူးသူ့ကိုဘေးဖယ်ထားလိုက်ဗာ1ရဲ့ဗာ2ရဲ့ R1 R2 ရဲ့စာရေးပေးပါဆရာကတော့နေရာအခက်အခဲကြောင့်စာမရေးဘူးတော့စာရေးမယ်ဆိုလို့ရှိရင် the equivalent resistance of R1 R2 is ဘာပြီးလဲဆို R ပြီးတော့ဘာပြီးလဲရေးပေးတက်စင်မှာပါတယ်ဆရာမနေရာခက်ကြောင်ရေးလို့မရဘူးအဲ့တော့ R1 နဲ့ဘာလို့က R2 ကဘာဆက်လဲပြိုင်ဆက်ရိုးရိုးပေါင်းတော့အပိုင်းခံပေါင်းမလို့အပိုင်းခံပေါင်းမယ်1 by RB equal to 1 by R1 plus 1 by R2 ပေါ့ဗျာ okay အဲ့တော့ equal to 1 by R1 နေရာမှာ4ပါဗျာ R2 နေရာမှာဘယ်လောက်လဲဆိုတော့10ပါဗျာအဲ့တော့1 by RB equal to RB ဘာပဲကြီးတော့ဘယ်လိုလဲ12 4 3 3 plus 2 equal to တော့ရပါလား9အဲ့ဘာလဲ12အဲ့ဘာလန်လိုက်ပြောင်းမြန်လန်လိုက် RB equal to RB equal to 5 12 by 5 side တော့9နလီ10 to 9 2.4 unit ကဘာလဲဘာဘီတန်ဖိုးရသွားပြီ RP တန်ဖိုးရသွားပြီအဲ့ဘာဘီရဲ့ RP ရဲ့ဘာ3ရဲ့ R3 ရဲ့ဘာဆက်လဲတန်ဆက်ဘာဆက်လဲတန်ဆက်စာရေးမယ်ဆိုတော့ the equivalent resistance of RP ရဲ့ဘာဒီလဲ R3 is ပါလဲအဲ့လိုရေးတယ်နော် okay ဘာ equal to
tensor ဆိုတော့ရိုးပေါင်းလားပိုက်ခတ်ပေါင်းဆိုတော့ရိုးပေါင်းရိုးပေါင်း capacity နဲ့နည်းနည်းဗါတဲ့ရောတက်တဲ့အဲ့ဒါဒီထားဘာဆက်လဲဒါက RP နဲ့ဗာဒီနဲ့က R3 ကဘာဆက်လဲ tensor ရိုးပေါင်းတော့ R equal to RP plus R3 ပေါ့ R equal to RP က 2.4 ပါဗျာ R3 က1ပါဗျာအဲ့ဒါ y equal to R equal to 3.4 unit ကဘာလဲဘာရသွားပြီ R ရသွားပြီအဲ့တော့ဘာလို့ခေါ်လဲ A star နဲ့ resistance လို့ခေါ်တယ်ပြင်ပခုကမှုလို့ဘာလဲခေါ်တယ်ပြင် equation ကိုသုံး circuit equation ကိုသုံးပြီဗျာby USID using CIRCUID circuits EQUATION equation by using circuit equation by equal to R equal to E by RG plus RT I ကဘာပဲလဲ I ပဲ E နေရာမှာဘယ်လောက်လဲဟာတွဲပါဗျာ RG နေရာမှာ 3.4 plus RT ကဘာပဲစေ 0.6 ဘာပဲ to equal to ဘာပဲလဲတွဲပါဒါပါလဲ4by equal to R equal to 430ဘယ်လောက် ampere လဲ3 ampere ပါတန်ဖို့ရသွားပြီ I တန်ဖို့ရသွားပြီ by equation သုံးပြီးသွားပြီ circuit equation ပါပြီးသွားပြီသုံးပြီးသွားပြီပြိုင်သက်ပိုင်းပါပီရှာ VP ရှာပါပီကိုရှာအောင်မယ် VP ကိုရှာမယ်အဲ့ဒါဘာလို့သုံးအောင်လို့သုံး by USING using ဆရာလေးရခိုင်တော့ using တော့ by 4H and apostrophe L လို့ပါလဲ law by ဘာလို့လဲ on law by equal to R equal to ဘာပိုင်း R လဲ V by R ပြိုင်သက်ပိုင်းပါပီရှာ VP ရှာပါပီလို့ရေးလိုက် VP ပါပီဆိုတော့ VP ဆိုတော့ R1 R2 ပါပီကိုသုံးပေါ့ RP ကိုသုံးပေါ့ဘာကိုစဉ်းစားပြီး I ကိုစဉ်းစားပြီးဒီကစပြီးစီးသွားပြီး I နဲ့စီးသွားပြီး I နဲ့စီးပြီး I နဲ့ဒီကပါပီဆိုတာ VP RP ဆိုတာကဘယ်နှယောက်ပေါင်းဆိုတော့ I1 သုံးလား I2 သုံးလားဆိုတော့ I1 နဲ့သုံးလို့မရ I1 ဆို R1 နဲ့ဆိုင်သွားမှာ I2 ဆိုတာဘာနဲ့ဆိုင်သွားမှာ R2 နဲ့ဆိုင်သွားမှာဘယ်နှယောက်လုံးဆိုင်တော့2ယောက်လုံးနဲ့ဆိုင်တော့ဘာနဲ့လဲသုံးရလဲ I နဲ့သုံးရလဲ I မှာဘာမှထည့်စရာမလိုဘူးပါပီ equal to VP equal to IRP ပါဗျာ VP equal to I က3ဗျာ RP က 2.4 RP က 2.4 ပါဟုတ်တယ်2.4အဲ့ဒါပါပီ equal to VP equal to 3လေးဒီစနေနေတင်မဲ့3လေး6 7.2 unit ကပါလဲပိုပါပီရသွားပြီ VP ရသွားပြီအဲ့တော့မှသူလိုချင်တာရှာပြီပါ1 I1 ဘာလဲ I1 အဲ့တော့ဘာအောင်လို့ဆရာမေးတော့တော့ဘာအောင်လို့ရေးတော့ဆရာမေးတော့ I equal to ဘာပိုင်း R လဲ V ပိုင်း R ဘာ1လဲ I1 ဘာ1လဲ I1 ဆိုတော့ဘာ1လဲ R1 I1 ဆိုတော့ဘာ1လဲ R1 ဘာကိုစဉ်းစားပြီး V ကိုစဉ်းစားပြီး V1 လို့မရှိဘူးဒါပေမဲ့ခေါင်းထဲမှာလည်းတော့မယ်ဘာဆက်ဆိုတော့ပြိုင်ဆက်ဆိုရင်ဘာလို့လဲ V2 တဲ့ဘာပြီးတော့ရှိတယ် VP တော့ရှိတယ်ဘာပြီးဆိုတာ VP ဆိုတာ R1 ရဲ့အတူဘယ်နှယောက်ပေါင်းရှာထားတာ2ယောက်ပေါင်းရှာထားတာဒါပေမဲ့ပြိုင်ဆက်တဲ့ဘာလို့လဲအတွက် V2 ရဲ့အတွက်2ယောက်ပေါင်းရှာထားတဲ့ဘာပြီးဒီ VP ဒီ R1 လဲသုံးလို့ရတယ် R2 သုံးလို့ရတယ်2ယောက်ပေါင်းလဲသုံးလို့ရတယ်ဒါကြောင့် R1 ဘာ1အတွက် I1 အတွက်ဘာပြီးကိုသုံးလို့ရှိရဆို VP ကိုသုံးမယ်ဝင်ပါလဲရှိတယ် VP ပေါ့ဗျာဘာ1 equal to I1 equal to VP နေရာမှာ R7.2 okay R1 နေရာမှာ R4 ပါဗျာအဲ့တော့ဘာ1 equal to I1 equal to 4 1.8 ပါပြရလဲ ampere ဘာ1ရသွားပြီ I1 ရသွားပြီဘာလို့ရှောင်လဲ I2 ရှောင်လဲ by using ဘာလို့ရေးအောင်လို့ရေးဆရာတော့မရေးတော့ဘူး I2 equal to VP ရပါလဲ R2 ဝေးပါလဲ R2 ဘာကြီးပြည့်စုံဘာလို့လဲ V2 တဲ့ VP ကို R1 တဲ့သုံးလို့ရတယ် R2 တဲ့သုံးလို့ရတယ်နှစ်ယောက်ပေါင်းနဲ့သုံးလို့ရတယ်ဒါပဲပေါ့R2 equal to I2 equal to VP နေရာမှာ 7.2 R2 နေရာမှာ6ဘာပြီး I2 equal to I2 ရဲ့1.2 unit ကဘာပြရလဲ ampere ဘာလို့ရသွားပြီ I2 ရသွားပြီစဉ်းစားလိုက်အောင် I1 1.8 I2 က 1.2 နှစ်ယောက်ပေါင်းတော့3ဘာနဲ့ဘာနဲ့ပေါင်းရင် I1 နဲ့ I2 နဲ့ပေါင်းရင်ဘာပြန်ရတာပဲ I ပြန်ရတာပဲဘာပြီးကိုရှာအောင်မလဲ I3 ကိုလည်းဘာအောင်မလဲရှာအောင်မယ်ဘာ3လဲ I3 ရတွက်နေရတယ်အတွေးခေါ်သုံးပြီးတွက်နေရတယ်ဒီကဘယ်လောက်နဲ့စီးသွားတာ3ရပြန်နဲ့ပါသွားပြီစီးသွားပြီခွဲပေးလိုက်ပြီး
ပြန်စုဝိုင်းပါရပြီရပဲ 3MB ရပဲဓာတ်ရိုက်ရေးပဲခွင့်ပါလဲရှိတယ်ဗာနဲ့မရေးတာ idea နဲ့ရေးတာမရေးချင်ဘူးဆိုရင်လည်းဗာ3 equal to i3 equal to ဘာ1 plus i1 plus ဘာ2ဘော i2 ဘောရေးလိုက်မယ်ကွာ i3 equal to i1 plus ဘာ2လဲ i2 i1 က 1.8 i2 က 1.2 ပေါင်းလိုက်တော့ဘရော့ ampere 3 ampere ဟောဗာလဲရသွားပြီ i1 လဲရသွားပြီ i2 လဲရသွားပြီ i3 လဲရသွားပြီဟောဘာ3ကိုရှာအောင်မယ် v3 ကိုရှာအောင်မယ်ဘာ OHM apostrophe LAW ဘာလဲ law ဘာလို့လဲ on law r equal to ဘာရလဲဟောဒီလေထက်ကြလို့ရသေးတယ် v ပုံစံမဒီပုံစံတွေကိုပုံစံတွေကူးချလိုက် v equal to ဘာလဲ r ဘာဒီလဲ v 3 v 3ဆိုရင်ဘာဒီလဲ r 3 i ရလဲဘာပဲပေါ့ဒီမှာ3ပဲပေါ့ဘာဒီလဲ i 3တော့ဒီကတော့တမ်းပြတော့ i 3မသုံးရင်လည်းပြန်ပဲထားလိုက်လို့ရှိရင်အဲ့ဒါဘာတန်ဖိုးက i တန်ဖိုးဘာဒီတန်ဖိုးပဲ i 3တန်ဖိုးပဲအဲ့ဒါလည်းသိရမယ်ဘာ3 equal to v3 equal to i 3က3ဗျာ r1 r3 ရပါတယ်1ဘာ3 equal to v3 equal to 3 unit ကပါလဲပို့ဒါသူတို့ချင်းတဲ့ပြေပါသွားပြီရသွားပြီလွယ်လွယ်လေးပဲဘာမှခက်ခဲမရှိဘူးနှုံလေးတော့ပါတာပေါ့ကြက်ထားပေါ့ examination ဝင်ရှာ examination ကိုအရင်ရှာပြီးရင် vibration ကိုတော့ circuit equation ကိုတော့ပြိုင်တဲ့ပိုင်းပါပြီးရှာဝေပြီးရှာပြီးရင်သူတို့ချင်းတဲ့ပြေတော့လိုက်တောက်လျှောက်ပါလိုက်ရပြီရှာလိုက်ရင်ပါလေရပြီခက်ခဲမရှိဘူးလွယ်လွယ်လေးအားလုံးကြက်မှချင်တာဝင်းစရာများပြေးသွားကြပါစေဘေးအန္တရာယ်ပေါင်းလဲကင်းဝေးကြပါစေ